အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေ။ဒီနေ့ညပြင်သစ်လီဂူ1ရဲ့အကျိတ်နဲ့ရှီဆုံးပွဲစဉ်ခဲ့တဲ့လိုင်ယိုနဲ့မိုနာဂိုတို့ရဲ့ပွဲစဉ်ကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ်။ အင်ရှင်လိုင်ယွန်ကတော့နောက်ဆုံး9ပွဲမှာနိုင်ပွဲပျောက်ဆုံးနေတယ်လို့အဓိကကစားသမား4ဦးထက်မနည်းဒဏ်ရာနဲ့ပွဲပယ်ကြောင်းလွဲချော်မှထီလို့လူငယ်ကျယ်ပွင့်အန်ဒရီကိုပဲအားကိုးရမှာပါ။တစ်ဖက်ကမိုနာဂိုကတော့လက်ရှိလီဂ်1မှာအရှိန်အဟုန်အကောင်းဆုံးထိပြီး9ပွဲဆက်နိုင်ထားပါတယ်။ဘာလိုကင်နဲ့ဂိုလိုဗင်တို့ရဲ့တိုက်ဆက်ကလည်းဂိုးသွန်းချေမှနေတယ်လို့ဂိုးသမားဟရက်ဒကီပြောင်းပါလာကလည်းသူတို့အတွက်အားစေးပါတယ်။ data တွေရ3ဂိုးစုံမှာနိုင်တော့90%ရှိနေတယ်လို့မိုနာဂိုရနောက်ဆုံး9ပွဲစလုံးမှာ2ဂိုးနဲ့အထက်တွင်ထားနိုင်တာကြောင့်ဒီပွဲဟာအနည်းဆုံး3ဂိုးထွင်မဲ့ဂိုးမြကွဲ over 2.5 ဖြစ်ဖို့အလုံးသေးချနေပါတယ်။ကျွန်တော်ရဲ့ရလိုက်ခံမှန်းချက်ကတော့1-2နဲ့မိုနာဂိုအနိုင်ရတော့ဖို့ရှိပါတယ်။အပိုင်လိုက်ချင်သူတွေအတွက် total goals over 2.5 နဲ့မိုနာဂို win or draw x2 ကအတေးချဆုံးပါပဲ။မိုနာဂိုတို့သူတို့ရဲ့နိုင်ပွဲဆက်မတန်ကိုဆက်ထင်းနိုင်မလား။သင်အမင်ကို comment မှာရေးပေးခဲ့ပါအောင်။ဒီလိုအပိုင် tips တွေအတွက် KM ကို subscribe လုပ်ထားဖို့မမိနေဘူးနော်။ အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ